နီးမှန်လမ်းမှန်ပြတော်မူကန်အပိုင်း73လေးရဲ့အစမှာတော့ဂျိုးဟာအိတ်ထလုံးနေခဲ့ပြီးလူကာကတော့ပလဲတွေကိုကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မာဗစ်လက်ရောက်လာခဲ့ပြီးဗိုက်စာရီလို့ပြောနေခဲ့ပါတယ်။နောက်တော့အိုင်မင်တယောက်ဘဲပြောင်းနေရတယ်လို့မေးလိုက်ချိန်မှာတော့နာဗီကအိုင်မင်ကမြို့ထဲကိုလမ်းလျှောက်ထွက်သွားတယ်လို့ပြောလိုက်ပါတယ်။အိုင်မင်ကတော့မြို့ထဲမှာဟိုဒီရှောင်းလန်းနေရင်လည်းအဲ့ဒီချိန်မှာလူတယောက်ရောက်လာခဲ့ပြီးအိုင်မင်ကိုနှုတ်ဆက်လိုက်ပြီးယထာဘူကကိုဘယ်ကနေသွားရမလဲလို့မေးနေခဲ့ပါတယ်။အိုင်မင်ကတော့သူကိုယ်တိုင်လက်ပြပေးမယ်လို့ပြောကနှစ်ယောက်သားလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။ရုတ်တရက်အဲ့ဒီလူဟာအိုင်မင်ကိုတနက်နဲ့ချိန်ထားပြီးချင်းချောင်းနေခဲ့ကမသိချင်းသူပြောတဲ့အတိုင်းလုပ်ဖို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအစိမ်းအောင်မကအရှင်သားကိုတရင်ကောင်းတစ်ခုရှိရဆိုပြီးလာပြောပါတယ်။အဲ့ဒါကတော့ပူအာဇောဆိုတဲ့အရာဖြစ်ပြီးလျှက်စစ်ရှော့တက်လိုက်ရင်တီစီနိုင်တဲ့အစိတ်တွေထုတ်ပေးတဲ့အာကာသဥက္ကပြန်တစ်ခုလို့ပြောနေခဲ့ပါတယ်။အရှင်သားကတော့အဲ့ဒီဟာကိုအမြန်ရောက်ယူခဲ့ကြဖို့ပြောလိုက်ကြပြီးဇကိုင်းဆိုတဲ့ကောင်ကိုဝင်လာခိုင်းကစက်ပစ္စည်းတစ်ခုကိုတက်ဆင်ပေးလိုက်ပြီးပူအာဇောကိုရယူဖို့မှာလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့အဲ့ဒီလူဟာအိုင်မင်ကိုဂိုရောင်တစ်ခုစီကိုခေါ်သွားခဲ့ပြီးပတ်ဆက်နဲ့လာရေးခိုင်းအောင်လို့ဖုံးဆက်ခိုင်းနေခဲ့ပါတယ်။အိုင်မင်ကတော့နည်းနည်းလေးမှကိုကြောက်စိတ်မရှိပဲအဲ့ဒီတနက်ကကလေးကစားစရာတနက်ပါလို့ပြောပြီးထွက်သွားမလို့လုံနေတဲ့အချိန်မှာပဲအဲ့ဒီလူကဘသူလဲလို့အိုင်မင်ကိုလှမ်းမိလိုက်ပါတယ်။အိုင်မင်ကပင်လယ်ဓမြတွေလို့ပြောလိုက်တဲ့အချိန်မှာတော့အဲ့ဒီလူလည်းဒိုးထောက်ကျသွားပြီးတောင်းပန်ပါတော့တယ်။သူကအလုတ်ကင်ကြက်တဲနေလို့အခုလိုလုပ်ရတာပါလို့ပြောနေခဲ့ပြီးသူမဆက်နိုင်တဲ့အကျွေးတွေအကြောင်းကိုလည်းပြပြနေခဲ့ပါတယ်။အဲ့ဒီအချိန်အိုင်မင်ကဒွေစီကိုဖုံးဆက်ခဲ့ပြီးသူဟာပြန်ပြီးဆက်ခံရတာလို့ပြောပြီးဂျပန်ငွေတန်300နဲ့လာရေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီလူကတော့အဲ့ဒီလောက်ပတ်ဆက်အများကြီးသူမီပေးရစီနေလို့ပြောလိုက်ပါတယ်။ကိုကန်ကြားတွေကတော့အိုင်မင်ကတကယ်ပြန်ပြီးဆက်ခံရတယ်လို့ထင်သွားခဲ့ပြီးတရားခက်နေကြပါတယ်။မာဗယ်လက်ကဖုန်းခေါ်လိုက်ပြီးငါတို့အဖွဲ့ဝင်ကိုပြန်ပြီးဆွဲတဲ့သူကတော်တော်တက်တိတော့မဟုတ်ဘူးလို့လည်းပြောနေခဲ့ပါတယ်။နောက်ပြီးအဲ့ဒီလူကိုဘယ်မှမသွားပဲစောင့်နေပါဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီလူကတော့စိုးရိမ်နေခဲ့ပြီးအိုင်မင်ကတော့ငါတို့အဖွဲ့ရောက်လာရင်အစီပြေးသွားပါဆိုပြီးစိတ်မပူပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ပူအာဇောကိုရှာနေတဲ့ဇကန်ရောက်လာခဲ့ပြီးမင်းတို့စီမှာပူအာဇောရှိရမို့လားဆိုပြီးမေးလိုက်ပါတယ်။အိုင်မင်ကတော့ပူအာဇောဆိုတဲ့အရာကိုသိနေခဲ့တာကြောင့်ပြီးလို့မဖြစ်ဘူးဆိုတာကိုပြောနေချိန်မှာပဲဇကန်ကသူတို့နှစ်ယောက်ကိုတက်ခဲ့ပါတော့တယ်။အိုင်မင်ကတော့အဲ့ဒီလူကိုဆွဲခေါ်ပြီးဂိုရောင်ကနေအမြန်ထွက်ပြေးလာခဲ့ပါတယ်။အဲ့ဒီအချိန်ဂိုကန်ကြားတွေရောက်လာခဲ့ကြပြီးအိုင်မင်ကိုလာရှာနေခဲ့ကြပါတယ်။ရုတ်တရက်ဆိုသလိုပဲနာဗီကဇန်ကက်တွေတောင်းကျနေပြီလို့လှမ်းပြောလိုက်တဲ့အချိန်မှာတော့ဂိုကန်ကြားဖွဲ့ဝင်တွေကအိုင်မင်ကိုပြန်ပြီးဆွဲသွားတာဟာဇန်ကက်တွေလားဆိုပြီးစဉ်းစားနေကြပါတယ်။မာဗီလက်ကတော့အိုင်မင်ကိုရောက်အောင်ကယ်မယ်လို့ပြောပြီးထွက်သွားခဲ့ကြကသူတို့ရဲ့ငှက်လီနာဗီကိုလည်းအိုင်မင်ရှိတဲ့နေရာကိုရှာပေးပါပစုပြီးအကူကြီးလမ်းတောင်းလိုက်ပါတယ်။အိုင်မင်နဲ့ပြန်ပြီးဆွဲခဲ့ရတဲ့လူကတော့ဇက်ကရဲ့လက်ကနေမနှဲလွတ်အောင်ပြေးနေခဲ့ရပြီးလန်တော့ဝမှာတော့သူတို့မိကတိုက်ခိုက်ခံရပါတယ်။အိုင်မင်လည်းအသွင်ပြောင်းကဇက်ကင်ကိုတိုက်ခိုက်ပါတော့တယ်။ဇက်ကင်ရဲ့စွမ်းရည်ကအရင်ပြင်းနေတာကြောင့်အိုင်မင်တယောက်ရင်မဆန်နိုင်ခဲ့ပဲနောက်ထပ်ဂိုရင်းကြားအသွင်ပြောင်းပြီးထပ်မံတိုက်ခိုက်ပါတယ်။ဒီတစ်ခါမှာတော့အိုင်မင်က Wind Dragon ကိုအသုံးပြုပြီးနှစ်ယောက်စလုံးထွက်ပြေးလာခဲ့ပါတယ်။လန်ဒန်ကအရောက်မှာတော့ပူအာဇောဆိုတဲ့အရာကိုတကယ်မသိရလားလို့မေးနေခဲ့ပြီးအခုရပိုင်းတစ်ခုကိုကောက်ရတာရှိလားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူရင်ကကောက်တွေ့ခဲ့တဲ့ရန်ကန်းရတဲ့လေးကိုတတိယသွားပြီးအိုင်မင်ကိုထုတ်ပြလိုက်ပါတယ်။ဇန်ကက်တီကဓာတ်တွေကိုအစိမ့်ငွေတွေထုတ်ပြီးကဘာကိုဖျက်ဆီးဖို့လုပ်နေတယ်ဆိုတာကိုအိုင်မင်ကပြပြလိုက်ပါတယ်။အဲ့ဒီလူကလည်းအလန်တကြားနဲ့ဇန်ကက်တီကိုပလင်ဓမြတွေကပါသူ့စီကိုလိုက်လာကြနေတယ်ဆိုပြီးစိတ်ညစ်နေခဲ့ပါတယ်။အိုင်မင်ကတော့စိတ်မညစ်ဖို့အားပေးနေခဲ့ပြီးဒီဟာကိုရထားတဲ့အတွက်ကြောင့်လူအသက်တော်များများကိုကယ်တင်ထားနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်ဇက်ကင်ကဇန်ကက်တီနဲ့တူတူရောက်လာခဲ့ပြီးတက်ခိုက်ပါတော့တယ်။ဇက်ကင်ကပူအာဇောကိုအတင်းတောင်းနေတဲ့အချိန်မှာပဲဂိုကန်ကြားရီလည်းရောက်ရှိလာခဲ့ပြီးတက်ခိုက်ကြပါတော့တယ်။ဂိုကန်ကြားရီကတော့သူ့လူကိုဇန်ကက်တီကဘာလို့ပြန်ပြီးဆွဲရလဲလို့မေးလိုက်ပါတယ်။ကပတိန်ကတော့တိုက်ခိုက်မယ်လို့ပြောက9ယောက်စလုံးဂိုကန်ကြားအသွင်ပြောင်းပြီးဇန်ကက်တီနဲ့တဖန်တိုက်ခိုက်ပါတော့တယ်။ဇန်ကက်တီအကုန်တည်သွားကြတဲ့အချိန်မှာတော့ဂိုကန်ကြားရီကဇက်ကင်ကိုမင်းလဲပဲလို့ပြောနေချိန်မှာတော့နားလည်မှုနှွေးသွားခဲ့တာကိုဇက်ကင်ကပြပတ်နေခဲ့ပါတယ်။မာဗီလစ်ကတော့ပြန်ပြီးဆွဲသမားလို့ဆွဆွဲပြီးအရင်တန်းနဲ့ပြစ်လိုက်ပါတယ်။ဇက်ကင်ကလည်းသူ့ရဲ့စွမ်းအားတွေနဲ့ပြန်လာခဲ့တဲ့အချိန်မှာတော့ဂိုကန်ကြားရီလည်းမခံနိုင်ပဲနောက်ထပ်ဂိုကန်ရဲ့အသွင်ပြောင်းကထပ်မံတိုက်ခိုက်ကြပါတယ်။သူတို့လည်းတိုက်ခိုက်မှုတွေကြောင့်ဇက်ကင်ကအသာစီးရှိမနေခဲ့တော့ပါဘူး။နောက်ဆုံးပွဲသိမ်းတိုက်ပွဲဖြစ်တဲ့သူတို့ရဲ့ Final Week တိုက်ပွဲကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ချိန်မှာတော့ဇက်ကင်လည်းရှုံးသွားခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲကမပြီးသေးပဲအစိမ်းအောင်မကဇက်ကင်ကိုလူကောင်ကြီးအတွင်ကိုပြန်တက်သွင်းလိုက်ပါတယ်။ဂိုကန်ကြားရီလည်းသူတို့ရဲ့ဂိုကန်ကိုခေါ်ပြီးတိုက်ခိုက်ပါတော့တယ်။ဇက်ကင်ရဲ့စွမ်းကလည်းပုံပြီးကြီးမားလာခဲ့တာပါ။ဂိုကန်ကြားရီလည်းသူတို့ရဲ့ Ranger Gear ကိုအသုံးပြုပြီးတိုက်ခိုက်ပါတော့တယ်။နောက်တော့ဇက်ကင်ကိုရီကာဒိုင်ဇန်ဒိုဆိုတဲ့အစွမ်းနဲ့တိုက်ခိုက်ပြီးပွဲသိမ်းပေးလိုက်ပါတယ်။ကပတိန်ကတော့ပူအာဇောဆိုတာဘာလို့ပြောရလဲလို့မေးနေခဲ့ပြီးဒွန်ကတော့ပူအာဇောဆိုတာကပင်လယ်စားနိုင်ရင်နဲ့ထိထိလိုက်ရင်ဘာအနေမှမရှိတော့ဘူးလို့ပြောကဇန်ကက်တင်လိုချင်နေတဲ့ရန်ကားရတဲ့ပူအာဇောကိုပင်လယ်တွေကိုပြချလိုက်ပါတယ်။အိုင်မီတယောက်ကတော့ထောက်သားခဲ့ပြီးရန်ကားရတဲ့ကောက်ရတဲ့လူကိုဘေးကင်းပြီဆိုတဲ့အကြောင်းပြပတ်နေခဲ့ပါတယ်။အဲ့ဒီလူကတော့သူ့ကိုပြန်ပေးဆွပြီးလို့တောင်းပန်နေခဲ့ပြီးအချင်းကြီးမကောင်းလို့ဒုက္ခရောက်နေတယ်ဆိုရင်လေသူတို့ကိုဆက်သွယ်ဖို့အိုင်မင်ကပြောလိုက်ပါတယ်။အဲ့ဒီလူလည်းကျေးဇူးတွေကြောင့်ပြောကထွက်သွားခဲ့ပါတယ်။ဂိုကန်ကြားတွေကအဲ့ဒီလူကဘယ်သူလဲလို့မေးလိုက်ချိန်မှာတော့အိုင်မင်ကနီးမှန်လမ်းပဲပြပေးဖို့လိုအပ်နေတဲ့သူတယောက်ပါလို့ဖြေလိုက်ရင်ဒီပိုင်းလေးကလည်းဒီပိုင်းပြီးဆုံးသွားခဲ့ပါတယ်။ရင်စီကန်းလိုက်တာဘေးကန်းက
အပိုင်းဆက်လေးရဲ့အစမှာတော့ကိုကန်ကြအဖွဲ့ဝင်တွေကအိပ်ပျော်နေကြပါတယ်ရုတ်တရက်သူတို့ရဲ့ငှက်လေးနာပြီးကအိမ်မက်ကလေလန်နိုးနေခဲ့ပြီးခေါင်းမုန်းနဲ့တိုက်ခါအောက်ကိုလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအဖွဲ့ဝင်တွေလည်းနိုးသွားခဲ့ပြီးနာဘီကတော့အားလုံးပဲစီကန်လိုက်နိုင်ရမယ်လို့ပြောနေခဲ့ပါတယ်အဖွဲ့သားတွေအားလုံးကနာဘီပြောတဲ့စီကန်လိုက်နိုင်ရမယ်ဆိုတဲ့စကားကိုစဉ်းစားနေကြပါတယ်တစ်ဖက်မှာတော့ကဘာကိုသိမ်းပိုက်ချိန်နေတဲ့ဇန်ကက်တွေကိုတွေ့ရမှာပါဘာရီဇော့ကတော့အရှင်သားကိုစကိုက်ရဲ့မှတ်တမ်းတွေကြံသေးတယ်လို့ပြောပြနေခဲ့ပါတယ်အဲ့ဒီမှတ်တမ်းကတော့တခြားမဟုတ်ပဲစကိုက်ကမီနီဖြတ်နေတဲ့လူတယောက်ကိုစူနေခဲ့တဲ့မှတ်တမ်းမှာအရှင်သားကတော့ဘာမှမဟုတ်တဲ့မှတ်တမ်းကိုလာပြနေလို့စိတ်ဆိုးစိတ်တူပြီးထွက်သွားခဲ့ပါတယ်အေးဆန်းကတော့အဲ့ဒီလူကိုကြည့်နေတဲ့အချိန်မှာပဲဂျလက်ဟစ်တိုကရောက်လာခဲ့ပါတယ်နောက်ပြီးအေးဆန်းကလည်းနေငါအတွက်တခုခုလုပ်ပေးရမယ်လို့ပြောထားတာမှတ်မိလားလို့ဂျလက်ဟစ်တိုကိုမေးလိုက်ပါတယ်ဂျလက်ဟစ်တိုကလည်းသူပြောခဲ့ဘူးတယ်လို့ပြန်ဖြေလိုက်ပြီးအေးဆန်းကမှတ်တမ်းတွေကလူကိုသူ့စီခေါ်လာပေးဖို့ပြောလိုက်ပါတယ်တခြားတစ်ဖက်မှာတော့အေးဆန်းလူချင်နေတဲ့သူဟာကလေးတွေကိုတီဗီပုံစံလိုတရုတ်ပြဖြွေဖြွေနေခဲ့ပြီးရုတ်တရက်ကလေးတွေပျောက်သွားတဲ့အချိန်မှာတော့ဘာကြောင့်လဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်နောက်တော့ဇန်ကက်တင်နဲ့ဂျလက်ဟစ်တိုကသူ့နောက်ကိုရောက်ရှိနေခဲ့ပါတယ်ဇန်ကက်တီကတော့သူ့ကိုလာဖမ်းတဲ့အချိန်မှာတော့အဲ့ဒီလူဟာပြန်ပြီးခုခံနေခဲ့ရပါတယ်တခြားတစ်ဖက်မှာလည်းလူကလူဘူးလန်းကနေဖျက်ရှောက်ရင်လက်မြောက်ထားရမယ်လို့စာအုပ်ကနေတစင်သူ့လူတွေကိုလှမ်းပြောလိုက်ပါတယ်အဲ့ဒီတော့သူတို့9ယောက်လုံးလည်းလက်တစ်ဖက်မြောက်ကလမ်းလျှောက်နေခဲ့ကြပါတယ်ဒုံကတော့အဲ့ဒီလိုရှောက်လုံရင်အနန္တဆွမ်းအားအကြောင်းကိုသိရမှာလားလို့မေးနေခဲ့ပါတယ်နောက်တော့လူတယောက်ကိုတွေးလိုက်ပြီးသူ့နောက်ကိုဇန်ကက်တီကပါလိုက်လာနေကြတာပါကိုကန်ကြားတွေလည်းအဲ့လူကိုတွားကူအောင်ဆိုပြီးထွက်သွားခဲ့ကြကဇန်ကက်တီနဲ့ချကြပါတယ်သူတို့၄ယောက်ရဲ့တိုက်ကွက်တစ်ခုချင်းစီကိုထုတ်သုံးပြီးတိုက်ခိုက်တဲ့အချိန်မှာတော့ဇန်ကက်တီလည်းတေဆုံးသွားခဲ့ပါတယ်ဂျလက်ဟစ်တိုကတော့ဒေါသထွက်သွားခဲ့ပြီးကိုကန်ကြားတွေကိုအရင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့9ယောက်တယောက်ဖြစ်နေတဲ့အတွက်ဂျလက်ဟစ်တိုလည်းခွေးပြီးဝက်ပြီးတင်ပေးခဲ့ရပါတယ်နောက်ပြီးအဲ့ဒီလူကလည်းကျေးဇူးတင်တဲ့အနေနဲ့သူတို့9ယောက်စလုံးကိုနှုတ်ကော်ဖီတယောက်တပူးစီပေးခဲ့ပါတယ်လူကတော့ရှင်မသူလဲလို့မေးလိုက်တဲ့အချိန်မှာပဲရင်ကျော်ထင်းသေးအဖွဲ့တွေကတိုက်ခိုက်သူတူဖြစ်တဲ့ Karanger က Red Razor ပဲလို့တပြလိုက်ပါတယ်အရင်ကတမန်ဝတိုက်ပွဲကြီးထဲမှာ Karanger ရဲ့အစွမ်းတွေဆုံးရှုံးလိုက်ရဆိုတဲ့အကြောင်းရဲ့အခုဆိုဂျင်းနိုင် Crossuke ဆိုတဲ့နာမည်နဲ့တရုတ်ဆောင်လုပ်နေတဲ့ဆိုတဲ့အကြောင်းကိုပါပြောနေခဲ့ပါတယ်ဂျွန်ကတော့ကျွန်တော်တို့ကို Karanger ရဲ့အနန္တစွမ်းပြောပြပေးပါလို့ပြောနေခဲ့ပါတယ်။ Red Razor ကတော့အပေးတစ်ခုလို့ဟိုပြောနေခဲ့ပြီးသူနဲ့အတူတူကလေးတွေကိုတရုပ်ဆောင်ပြီးရင်စည်းကမ်းအကြောင်းတင်ပေးရမှာလို့ပြောလိုက်ပါတယ်။ Razor ကပေါက်ကရတွေပြောင်းနေတာဆိုပြီးကိုကန်ကြားတွေကထွက်သွားမလို့လုံးနေတဲ့အချိန်မှာတော့မင်းတို့တွေ Karanger ရဲ့အနန္တစွမ်းကိုမသိမြင်ဘူးလားလို့ပြောလိုက်ပါတယ်။ကိုကန်ကြားတွေကတော့တခြား Karanger အဖွဲ့ဝင်တွေကိုတွားမိလိုက်မယ်ဆိုပြီးထွက်သွားခဲ့ကြပါတယ်။သူတို့ပြေးသွားတာကိုလက်မခံတဲ့ Razor ကတော့သူ့ရဲ့အမြင်ခြေထောက်ကိုတုံးပြီးကိုကန်ကြားရဲ့နောက်ကိုပြေးလိုက်ပါတော့တယ်။တခြားတစ်ဖက်မှာတော့အင်းဆန်းက Razor ရဲ့အမူအရာတွေကိုအရန်ကျွနေခဲ့တာပါ။ဂျယ်လီဟစ်တိုကတော့ဒါတွေကြောင့်သူ့ကိုအသုံးချခဲ့တာဆိုပြီးဒေါသအကြီးထွက်နေခဲ့ပါတယ်။ကိုကန်ကြားတွေကတော့ Razor မဖမ်းမိအောင်လူစုခွဲပြီးပြေးကြပါတယ်။ဒွန်းတယောက်ကတော့ဟိုလိုက်ရမလို့ဒီလိုက်ရမလို့နဲ့ကြံနေခဲ့ပါတယ်။ဒီချိန် Razor ရောက်လာခဲ့ပြီးသူ့အဖွဲ့တွေကိုဝင်ဖို့အတင်းပြောနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျယ်လီဟစ်တိုပါရောက်လာခဲ့ပြီးဒေါသမီးတောက်တွေနဲ့သူတို့စီကိုပြေးလာခဲ့ကနှစ်ယောက်သမားလည်းမနှိမ့်ချောင်လိုက်ရပါတယ်။ဂျွန်ကတော့သူ့ကိုဒိုင်းကအဖြစ်အသုံးချနေတဲ့ Razor ကို Karanger ရဲ့အဖွဲ့ဝင်ဟောင်းကဒလောက်လေးတောင်မရှောင်နိုင်ဘူးလားဆိုပြီးအပြစ်တင်နေခဲ့ပါတယ်။နောက်တစ်ချိန်သူ့ရဲ့မီးတောက်တွေနဲ့တိုက်ခိုက်မလို့လုံးနေတဲ့အချိန်မှာတော့ Instant တယောက်ရောက်လာခဲ့ပြီးဒွန်းနဲ့ Razor ကိုကောက်ွယ်ပေးလိုက်ပါတယ်။ဂျယ်လီဟစ်တိုက Instant ကိုပါအလွန်မပေးဘူးဆိုပြီးသူ့ရဲ့ဒေါသမီးတောက်တွေနဲ့အသက်ကုန်တိုက်ခိုက်ပါတော့တယ်။ဒွန်းကတော့တခြားတစ်ဘက်ကိုရှောင်လိုက်ပြီး Instant ကတော့ Razor ကိုပွေ့ချီကထပ်ပြေးသွားခဲ့ပါတယ်။ဒွန်းတယောက်ကတော့ကက်တင်ရမလားပစ်ထားရမလားစဉ်းစားနေတဲ့အချိန်မှာပဲသူ့အဖွဲ့ဝင်တွေရောက်လာခဲ့ပါတယ်။အဖွဲ့ဝင်တွေကတော့ Razor ကိုဇန်ကက်တွေဘာလို့ဝိုင်းလို့နေကြရလဲဆိုပြီးစဉ်းစားနေကြပါတယ်။ Instant ကတော့အများလာကူလေးဆိုပြီးပြောနေတဲ့အချိန်မှာပဲကိုကန်ကြားရဲ့သူံပြောင်းပြီးတက်ခိုက်မလို့လုံးနေတဲ့အချိန်မှာတောင်းလုံးရုတ်တရက်ပျောက်သွားခဲ့ကအပေါ်ရက်ကထွက်ပြေးနေတာကိုမြင်လိုက်ရပါတယ်။ကိုကန်ကြားတွေကလည်းနောက်ကနေလိုက်နေတဲ့ဂျယ်လီဟစ်တိုကို9ယောက်ပေါင်းပြီးတက်ခိုက်လိုက်ပေမဲ့ဂျယ်လီဟစ်တိုကသူ့ရဲ့ဒေါသမီးတောက်ကြီးနဲ့တက်တိုက်ခိုက်တာကြောင့်နောက်ထပ်ကိုကန်ကြားသူပြောင်းက9ယောက်တယောက်ဖိုက်တင်ပလေးရတော့တယ်။သူတို့9ယောက်လည်းတိုက်ကွက်တွေကိုထုတ်သုံးပြီးဂျယ်လီဟစ်တိုကိုတိုက်ခိုက်လိုက်ကြပါတယ်။ Instant ကတော့ Razor ကိုအတင်းချုပ်ပြီးနမ်းနေခဲ့တာပါ။ Razor ကသူကနမ်းမယ်လို့ပြောပြီး Instant ကိုတွန်းတော့ကထွက်ပြေးလာခဲ့ပါတယ်။နောက်တော့အရှင်သားကတော့ Magic Win 3ကဂျယ်လီဟစ်တိုကိုအေယာမာကြီးပုံစံပြောင်းပြလိုက်ပါတယ်။ဂျယ်လီဟစ်တိုကလူကောင်ကြီးပြောင်းသွားတာတောင် Instant အကြောင်းကိုပဲတွေးနေသေးတာပါ။ Razor ကတော့ကြောင်လောင်စကားတွေပြောနေတာဆိုပြီးဂျယ်လီဟစ်တိုကိုရေးစားစကားဘယ်လိုပြောရမလဲဆိုပြီးတင်ပေးနေခဲ့ပါတယ်။နောက်တော့ဂျယ်လီဟစ်တိုက Instant စီကချစ်တဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့အရန်ပြောင်းသွားခဲ့ပြီးကိုကန်ကြားရဲ့လည်းတိုက်ခိုက်ပါတော့တယ်။ Marvel ကတော့သူတို့ရဲ့ကိုကန်ကော်လီယန်ကိုလှမ်းခေါ်ခဲ့ပါတယ်။နောက်တော့သူတို့ရဲ့ဆေးကိုကိုကန်ယုံကိုအသုံးပြုပြီးတိုက်ခိုက်ကြပါတယ်။ရေယာကီးတွေကိုလည်းအသုံးပြုပြီးတိုက်ခိုက်လိုက်တာကြောင့်ဂျယ်လီဟစ်တိုနဲ့လေးကျသွားခဲ့ပါတယ်။နောက်တော့ကိုကန်ကန်စဝီကဲကိုထုတ်သုံးပြီးတိုက်ခိုက်လိုက်ပါတယ်။နောက်ဆုံးအဆုံးသတ်အနေနဲ့ရှီကင်းကိုကန်ယုံကိုအသုံးပြုပြီးကိုကန်ဆောင်မွေဂရဲကိုအသုံးပြုပြီးပွဲသိမ်းလိုက်ပါတော့တယ်။ဂျယ်လီဟစ်တိုလည်းကဘာပြင်တီကိုလွတ်ဆွသွားခဲ့ပြီးအရှင်သားရဲ့စကန်ကိုပါထိခိုက်သွားခဲ့ပါတယ်။ Razor ကတော့ကိုကန်ကြားတွေကိုမီးပွိုင်းအကြောင်းကိုတရုတ်ဖော်လေ့ကျင့်ခိုင်းနေခဲ့ပါတယ်။သူတို့ရဲ့တရုတ်ဆောင်တာကရည်စရာဖြစ်နေခဲ့လို့ကလေးတွေလည်းဝိုင်းနေခဲ့ကြပါတယ်။နောက်တော့ကိုကန်ကြားတွေလည်းစန်နိုင် Karanger လှုပ်လိုက်တဲ့အချိန်မှာတော့ Razor လည်းအန်အောသွားခဲ့ကဒါကစန်နိုင် Karanger ရဲ့အနန္တစွမ်းအားပဲလို့ပြောဆိုလိုက်ကဇလန်လေးလေးဒီမှာပြီးဆုံးသွားခဲ့ပါတယ်။